ခါတော့ပေါ်လုံးဆိုတာတမန်အာကစားတစ်ခုတာဖြစ်ပေမဲ့တရားတော့ရှိခဲ့ပါတယ်ပြောတော့တန်တရားမဲ့အောင်ပြသခဲ့ပါတယ်အဲ့မပြောတဲ့ကလေးတယောက်ပါပဲဘယ်သူမှမသိတဲ့မျိုးလေးထဲကပေါ်လုံးတစ်လုံးနဲ့စားတင်ခဲ့သူပဲဖြစ်ပါတယ်မူလကကစားနည်းတောင်ရှိခဲ့ပါဘူးစိတ်အားနဲ့ပဲစားတင်ခဲ့သူပဲဖြစ်ပါတယ်ဒါမဲ့ဘီလေးကဘောလုံးကိုလူအမျိုးအစားရဲ့စာမျက်နှာထဲကိုထည့်သွားခဲ့သူပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ပြန်ကြည့်ကြမယ်1940ခုနှစ်အောက်တိုဘာ23ရက်နေ့ဘရာဇီးနိုင်ငံထရီကူရာဆွန်ဆိုတဲ့မြို့လေးတစ်မြို့မှာအဖေကဘောလုံးသမားအမေကနာမည်မရှိရုပ်ရှင်တရုပ်ဆောင်ဆင်းရဲတယ်ခက်ခဲတယ်ဒါပေမဲ့အဲ့ဒါကသူ့ဘဝရဲ့စတင်ချက်ပါပဲကလေးဘဝမှာငွေရှာဖို့အလုပ်အသေးလုပ်ရင်ဂိုးတစ်လုံးချင်းအတွက်အိမ်မပျော်ခဲ့တဲ့အထိလေ့ကျင့်ခဲ့သူပဲဖြစ်ပါတယ်သူ့အဖေကတော့သုံးဆွဲတဲ့ဘောလုံးနီလန်းတွေကိုစောက်ကြည့်ပြီးတော့မှမတိမတာစစ်မှန်တဲ့ဘောလုံးအနုပညာသမားဖြစ်လာခဲ့ပါတယ်သူ့အတွက်ကတော့ဘောလုံးကပြိုင်ဖို့အရာမဟုတ်ဘဲနဲ့အသက်ရှင်ဖို့နီလန်းတစ်ခုတာဖြစ်ပါတယ်သူ့အနေနဲ့ဂိုးသွင်းခြင်းဆိုတာဂုံယူတဲ့အရာမဟုတ်ဘဲနဲ့မိသားစုအတွက်မီးမလောင်အောင်ပြုလုပ်ခြင်းပဲဖြစ်ပါတယ်ဒီလိုစိတ်နဲ့ဘောလုံးကစားသမားသူတယောက်အနေနဲ့သူ့အနာဂတ်ကဘယ်လိုပြောင်းလဲသွားတယ်လဲဆိုတာဘယ်သူမှမခန့်မှန်းနိုင်ခဲ့ပါဘူး1985အဲ့ဒီတောင်ကအသက်19နှစ်တာရှိတဲ့ကောင်လေးတယောက်ပဲဖြစ်ပါတယ်ကမ္ဘာဖလားပြိုင်ပွဲတစ်ခုတွင်သူ့နာမည်က3လှုပ်သွားစေခဲ့ပါတယ်။3ဂိုးတွေနဲ့ဘရာဇီးကိုပထမဆုံးအနိုင်ရစေခဲ့ပါတယ်။သူ့အသက်19နှစ်မှာပဲကမ္ဘာအမြင့်ဆုံးမြင်ကွင်းထဲရောက်တော်သူပဲဖြစ်ပါတယ်။အဲ့ဒီချိန်ကနေစပြီးတော့ဘောလုံးနဲ့လူစိတ်ကိုချစ်သွားစေခဲ့ပါတယ်။သူ့ရဲ့တန်ရာပြိုင်ဘက်တွေရဲ့ထိုးနှက်မှုစင်းရဲခက်ခဲမှုတွေနဲ့အဲ့ဒါတွေကိုအနားမပေးပဲသူကပြန်ပြီးအသက်သွင်းခဲ့ပါတယ်။တစ်ချက်ချင်းစီမှာစူးစမ်းမှုနဲ့ပြန်ထလာသူပဲဖြစ်ပါတယ်သူပြောခဲ့တဲ့စကားလုံးကတော့မင်းကပထမဆိုပထမပါပဲဒုတိယဆိုဘာမှမဟုတ်တော့ပါဘူးဘီလေးကအဲ့ဒီအချိန်မှာအာကစားသမားအများထဲမှာဂိုးသွင်းအာကစားသမားတမကဘောလုံးကိုတက်ရှိတဲ့အမှုပညာဖြစ်ပြောင်းလဲခဲ့သူပဲဖြစ်ပါတယ်သူကြောင့်ကမ္ဘာအနှံ့ကကလေးတသိန်းတသားနဲ့အိမ်မပျော်ပဲစံကောမှုကိုခံယူလာကြပါတယ်နီလန်မရှိတဲ့သူတွေအတွက်အိမ်မပျော်တဲ့အိမ်မက်တစ်ခုပေးခဲ့သူပဲဖြစ်ပါတယ်အောင်မြင်မှုနောက်ွယ်မှာတော့တန်ရာတွေအရင်ဆုံးသူတွေကိုနောင်တအပြည့်အဝရှိကြပါတယ်သူရဲ့အလောက်ပေါ်တစ္ဆာရှိသလောက်သူ့အသက်ကိုလည်းအဲ့ဒီအလောက်နဲ့ပဲတတ်တန်းကုန်သွားပါတယ်ဘီလေးဆိုတာစာမျက်နှာတမျက်နှာထဲမဟုတ်တော့ပဲစိတ်ဓာတ်တစ်ခုဖြစ်သွားပါပြီသူရဲ့အမွေနှစ်ကဘောလုံးနဲ့မကွာပဲရှိနေခဲ့တယ်ဘဝမှာအခက်အခဲရှိရင်သူ့စကားကသတိရလိုက်ပါပထမဖြစ်ဖို့ကြိုးစားဒုတိယဖြစ်ရင်လည်းစိတ်မပူပါနဲ့ဒါပေမဲ့အနောက်ပြန်မလှည့်သွားပါနဲ့ဆက်ကြိုးစားပါလို့ပြီးလေးကငါတို့အားလုံးကိုသတိပေးခဲ့ပါတယ်အနုပညာစိတ်တက်တွေနဲ့တက်တန်းဆိုတာချစ်ချင်းနဲ့ပဲတန်ဖိုးရှိပါတယ်ဘောလုံးကိုချစ်ဖို့စိတ်ပဲဖြစ်စေဘဝကိုမလွတ်ဖို့စိတ်ပဲဖြစ်စေဒီနေ့ဘီလေးရဲ့ဆက်လန်းကတင့်ကိုသတိပေးခဲ့ပါသလားအဲ့ဒီစိတ်တက်နဲ့မျှတခဲ့တဲ့အချိန်ရှိခဲ့ဘူးပါသလားဟုတ်ကဲ့ comment တစ်ခုရေးပေးခဲ့လို့ရပါတယ်ဒီနေ့တော့ဘီလေးရဲ့အကြောင်းကိုကျွန်တော်ပြောပြသွားတာပဲဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ